ပတ်လို့မရအောင် Hello မင်္ဂလာပါကျမတို့ Miss View ပါရှင်ခုရက်ပိုင်း weight loss program တစ်ခုကို join ဖြစ်တယ်ပေါ့နော် join ဖြစ်ရတဲ့အကြောင်းတရားကတော့ဒါကျမကိုရန်ကုန် Medical Center ကနေပြီးတော့ဆက်သွယ်လာတယ်ပေါ့နော်မဖြိုးရေကျမတို့ဈေးကတော့ဒီလို program လေးတွေရှိတယ်မအနေနဲ့ collaboration လေးလုပ်ပေးနိုင်မလားဆိုပြီးတော့စပြီးတော့မိတ်ဆက်လာတာနဲ့အမကလည်းကိုတိုင်းကလည်းစိတ်ဝင်စားနေတဲ့အချိန်ဖြစ်တယ်လုပ်ဖို့လည်းအဆင်သင့်ဖြစ်နေတဲ့အချိန်မှာဓာတ်ရိုက်လုံးဝကွက်တိကုစီကိုဝင်လာတဲ့ဒီအကြောင်းတရားလေးပေါ့နော်တိုက်ဆိုင်သွားတာနဲ့ကျမကဒီ weight loss program ကို join ဖြစ်တာပါကျမကမချွင်းမချမ်းပဲကျမရဲ့တကယ်ခံစားရတဲ့ပုံစံကျမတကယ်လုပ်တဲ့ပုံစံတိုင်းကိုအားလုံးကို sharing လုပ်ပေးသွားပါမယ်နောက်တစ်ပိုင်းမှာထပ်ကြည့်ပေးပါအောင်နော်ကျမဘာလို့ weight ချချင်တာလဲဆိုတော့ရှင်းပါတယ်ဝါနေလို့ပေါ့နော်ဝါတဲ့သူတွေရဲ့ပင်ပန်းတဲ့စိတ်ဒုက္ခတွေကိုကျမအတူချုံးနေနဲ့မြင်သာအောင်ပြရမယ်ဆိုရင်ဥပမာအနေနဲ့ဘာတွေစဖြစ်လဲဆိုတော့ဒီအချက်ကျမဖျားရှိခိုးတဲ့ချိန်မှာထိုင်ထားလောက်ရတာအရန်ခက်ခဲလာတယ်ပေါ့နော်ဒါတော့ကျမအရန်ကြီးကိုကြောချော်တာတွေဘာတွေလှုပ်လို့တာဒီလောက်ထိုင်ထားရနေ့အချက်အနေနဲ့ပစ္စည်းတွေတစ်ခုခုပြုတ်ကြတာအောက်ကိုကုန်းကွက်ကောက်လိုက်ရင်တော့ကျမအနေနဲ့ခက်ခဲတယ်ဒူးမကွေးနိုင်ဘူးပြောရမလို့ငုတ်တုတ်မထိုင်နိုင်ဘူးပြီးရင်နောက်တစ်ခုကလေကားမတက်နိုင်တာကျမဒီအိမ်ကနေပေါ်တက်ကိုလုံးဝမတက်ဘူးတနေ့မှကိုကျမပေါ်တက်ကိုမတက်ဘူးပေါ့နော်တစ်လလုံးနေလို့တစ်ခါပေါ်တက်ကိုမရဘူးပြီးလို့ရှိရင်အခုကျမကဒီစားတောက်တဲ့ပတ်သက်တဲ့ဒီ cooking blog လေးတင်တယ်လေး daily lifestyle လေးတင်တယ်စားတာသွားတာလုပ်တာနေရထိုင်တာလေးတွေကျမတင်တဲ့အခါမှာအများစုကကျမမြင်တော့သူဝေးလေးချချင်လိုက်တာဝေးကြသွားရင်တိတ်လှမှာပဲအဲ့လိုပေါ့ဒီဝေးကြစေမဲ့အကြောင်းတရားတွေကိုကျမရဲ့ဒီ post တင်တဲ့တိုင်းမှာဒီနေ့တပို့တင်တဲ့ဇိုက်တပို့မှာအနည်းဆုံးအဲ့လို comment တစ်ယောက်နှစ်ယောက်အဲ့လိုမျိုးရှိတယ်ဆိုတော့ဒီ comment တွေကနေ့စဉ်ရက်ဆက်များလာတယ်ကွယ်ကျမလိုပြောတော့ဖြစ်စေချင်တဲ့စိတ်လေးတွေရှိကြမှာပေါ့နော်အဲ့ဒါလေးကျမကိုပြောတဲ့အခါမှာကျမကအေးပေါ့ဟုတ်တာပေါ့ငါဝေးကြသွားဒီထက်ပိုပြီးတော့အများကြီးပိုကောင်းတဲ့ဘဝကိုရနိုင်တယ်နောက်ပြီးတော့အရေးကြီးဆုံးအချက်ကျမမှာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျမရဲ့အခြေရတဲ့မိသားစုရှိတယ်ကို့မှာသားသမီးရှိတယ်ပေါ့နော်ကို့သမီးအတွက်ကိုအသက်ရှင်တန်ဖို့လိုအပ်တယ်ဆိုတဲ့စိတ်မျိုးနဲ့ကျမဝေးချဖို့ကိုစတင်ပြီးစူးစမ်းခဲ့တာဖြစ်ပါတယ်ဒီ weight loss program လေးအတွက်အမကိုjoin လို့ရမလား collaboration လုပ်လို့ရမလားဆိုပြီးဆက်သွယ်တဲ့အချိန်မှာအမကသူတို့ရဲ့ဒီရန်ကုန် medical center ကိုအမလေ့လာကြည့်ခဲ့တယ်အဲ့နဲ့သူတို့ရဲ့ page လေးကိုအမဝင်ကြည့်တယ်ပေါ့နော်ဝင်ကြည့်တယ်ပြီးလို့ရှိရင်ဒီဆေးနဲ့ပတ်သက်တာအမ research လုပ်တယ်ဘာတွေခန္ဓာကိုယ်အတွက်ကောင်းတယ်မကောင်းဘူးဘယ်လိုလူမျိုးတွေသုံးသင့်တယ်မသုံးသင့်ဘူးဆိုတာမျိုးတွေအမတွေ့တဲ့အချိန်မှာသူကအသေးစီဖုံးတာကိုလည်းတော်တော်ကောင်းတယ်လို့ပြောတယ်ဒီစီမာဂလူတိုက်ဒီစီဂျိုထိုးသေးပေါ့စီဂျိုသမားတွေထိုးတဲ့ထိုးစီပေါ့နော်ကျမကဒီစိတ်ပညာနဲ့ဗျာမှုတဲ့အတွက်ကျမရဲ့တတ်မှတ်ချက်တွေပြောဆုံးစကားတွေကမှားယွင်းခဲ့ရှိလို့ရှိရင်ကျမကြိုပြီးတော့တောင်းပန်ပြရစီ三朵。
兴趣的好奇。ကဲအားလုံးရန်သိကျင်နေတဲ့အရေးကြီးဆုံးပိုင်းရောက်လာခဲ့ပြီဘယ်လောက်လဲဆိုတဲ့စီးနှုန်းမှာနိုဝင်ဘာနေစပြီးဒီဇင်ဘာလကုန်နှစ်ကုန်ပိုင်းထိကိုသူတို့က promotion 20% off ထားတယ်ပေါ့နော်သူကဘယ်လိုမျိုးရှိလဲဆိုတော့ dose ပေါ်မူတည်ပြီးစီးနှုန်းလေးတွေ꿰တယ်အခု weight loss program ကျတော့သူကဟိုပေါ့ body beauty အတွက်ရန်သွားတာမဟုတ်ဘဲနဲ့ healthy lifestyle ကိုအဓိကသွားကျင်တဲ့ဟာမျိုးပေါ့နော်သူက healthy ဖြစ်အောင်ပဲ view site နေရမှာဒါကြောင့်မလို့ဒီဆေးကိုပဲအားကိုးလို့မရဘဲနဲ့ကိုနှိုက်ကလည်းစူးစမ်းမှုရှိမှလည်းbody transformation ဆိုတာဖြစ်တာပေါ့နော်ဒီဈေးနှုန်းနဲ့ပတ်သက်ပြီးအသေးစိတ်လေးဒီထက်ပြီးတော့မပြောတာတွေမရှင်းလင်းဘူးဒီထက်ပြီးအသေးစိတ်လေးသိချင်တာများရှိခဲ့ရင် YMC ရဲ့ Facebook page ကိုမှ mention ထားပေးပါမယ်အဲ့ဒီ page မှာသွားပြီးတော့အသေးစိတ်မေးလို့ရပါတယ်အခုမှ 0.25 dose ကိုစ on နေပြီဒုတိယလကျရင်တော့ 0.5 အမကိုတိုးသွားပေးမယ်တတိယလကျရင်တော့1 million တိုးသွားမယ်သူကဆက်ဆက်ချင်းအခုမှဒီဆေးကိုစ on တဲ့သူတွေကို 0.25 ကပဲစခိုင်းနေသူကဒီအခုဗီဒီယိုရိုက်နေတဲ့အချိန်မှာတော့မှ3ရက်မြောက်ဖြစ်သွားပြီအမနဲ့ collaboration လုပ်တာမှန်ပေမဲ့အမကခန္ဓာကိုယ်မှာအမခန္ဓာကိုယ်ထိုးခံရတာဖြစ်တဲ့အတွက်အမမကောင်းဘူးဆိုမကောင်းဘူးပဲအမပြောမှာပါเนาะအဲ့တော့ဒီပေါ်မှာပတ်သက်ပြီးတော့အဆင်ပြေတယ်မပြေဘူးဆိုတာကိုတော့အငင်းပွားခြင်းတော့အမဘာမှမရှိပါဘူးဒီစေးနဲ့ပတ်သက်ပြီးတော့အငင်းပွားခြင်းတာလည်းအမမရှိဘူးဒါအမခန္ဓာကိုယ်မှာထိုးတာတော့အမလောဆယ်အရန်ရင်ပြည့်ရင်ကဲဖြစ်တဲ့အစာမစားခြင်းတာတော့တကယ်ကိုမှန်ကန်စွာနဲ့အစာမစားခြင်းဘူးဒါကြောင့်အစာမစားခြင်းလုံးလို့မစားမှဆိုလို့ view ဆိုင်ပြီးတော့စားနေရတဲ့အနေအထားဖြစ်သွားတယ်ပေါ့เนาะအခု weight loss program ကိုအမ3 month join ထားတာပေါ့เนาะ3 month join တာဖြစ်တဲ့အတွက်အမပြောင်းလဲမှုလေးတွေကိုအမကပတ်1 2 3 4လေးနဲ့အမတင်ကျင်တယ်အခုကအမကပတ်1ကိုအဓိကဖြစ်တဲ့အကြောင်းအရာပေါ့အမဘယ်သူနဲ့ဘယ်မှာဝိတ်ချတာလဲဘယ်လိုလုပ်တာလဲဆိုတဲ့ဟာလေးကိုအသေးစိတ်အဓိကပြထားပေးတာနောက်ပိုင်းတွေကအမရဲ့ lifestyle ကိုဦးစားပေးပြပါမယ်နောက်ထပ်ပတ်2 3မှာတော့အမ lifestyle ဆိုအမဘယ်လိုစားတယ်ဘယ်လိုပုံစံလေးနေထိုင်တယ်ဘယ်လိုပုံစံလေးဒီ treatment ကိုကောင်းကောင်းလေး view site ပြီးနေလဲဆိုတာမျိုးလေးကိုလည်းအသေးစိတ်ပြချင်တယ်ပေါ့နော်မတော့ပေါင်ချိန်ကြရုံပဲမဟုတ်ဘဲနဲ့ဒီ healthy lifestyle ကိုလည်းကိုယ့်ရဲ့ဒီ habit လေးတွေကောင်းသွားအောင်လည်းနေကျင်တယ်ဒီ healthy lifestyle ကိုလည်းသွားကျင်တယ် weight loss လေးလည်းဖြစ်သွားမယ်ဆိုတော့အမအတွက်ကအရာအလုံးကအရန်ကိုဖြောင့်ဖြူးနေတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးဖြစ်အောင်ပဲအမစူးစမ်းပြီးသွားကျင်တယ်တကယ်လို့အားလုံးတွေကပေါ့နော်ကိုလိုမျိုးပဲအမလိုမျိုးတအားဝပြီးတော့ဒီပုံစံလေးဒီ key လေးကို join ကျင်တယ်ဆိုလို့ရှိရင်တော့ YMC ကိုပဲသေးစိတ်လေးမေးလိုက်ပါနော်အမကတော့ Honda review တွေပဲတောက်လျှောက်လေးမှပေးသွားပါမယ်အမစင်ပြေတယ်မပြေဘူးဆိုတာမျိုးကတော့အမကိုပဲကြည့်ပြီးတော့ရှင်တို့တွေဆုံးဖြတ်ချက်ချလိုက်ပါချင်းအားလုံးပဲ bye bye ပါ